Ye qua que lu ye qua le agi kata ye no na ne da to da lo the wind and to lo the da agiကျွန်တော်ခွင့်တောင်းပါတယ်တူတူပူပေါင်းမယ်မမေးပူပေါင်းပြီးတော့တူတူနေမယ်ပေါ့တူတူနေမယ်ဆိုတော့သူရဲ့နေနေခွင့်တောင်းတာပေါ့အဲ့အချိန်မှာတက်မသူရင်မှုဟိုတွေကခွင့်ပြုတယ်သို့တော့ကျွန်တော်တို့တွားတဲ့ချိန်မှာကျွန်တော်တို့တာဝန်ရှိတဲ့ကျွန်တော်တို့ရဲ့ဟိုပေါ့ကြီးပေါ့တာဝန်ရှိတဲ့တောင်းတဲ့ချိန်မှာစိတ်ဖြုံးမှာဟိုကျောင်းကတားပါတယ်ဖမ်းတဲ့ပုံစံပေါ့ထိန်းတဲ့ပုံစံပေါ့ပြီးလို့ရှိရင်ပစ္စည်းတွေယူနီဖောင်းတွေ equipment တွေကြောပေါ်အိတ်တွေဟန်ဘောတွေစားသားရပေါ့အားလုံးတင်သွားပါတယ်တနတ်တူတလက်ရဲ့အရှိတလက်ရဲ့တလက်ခုချိန်ဒီဘာမှတော့မပြောဘူးကျွန်တော်တို့အနေနဲ့တောင်းတယ်ဒါပေမဲ့လုံးဝဘာမဖြစ်ဘူးဘာကြောင့်ကျွန်တော်တို့ကတော့လိုက်ပြီးတော့မေးတာပေါ့ဘာကြောင့်ကျွန်တော်တို့ဒီလိုခွင့်ပြုရတဲ့နဲ့ဘာဖြစ်လို့ကျွန်တော်တို့ဒီလိုဟောဖြစ်တယ်ပေါ့ကျွန်တော်တို့ဖမ်းတယ်ပေါ့ကျွန်တော်တို့လူကြီးဖမ်းရပေါ့ဘာဖြစ်လို့လဲသွားတဲ့အချိန်မှာဘယ်သူမှငေါင်းရှောင်ကြတယ်တခွဲမှုရောဘူကြီးဘူလေးအားလုံးကျွန်တော်တို့လိုက်ပြီးတော့ဆက်သွယ်တယ်ကျွန်တော်တို့ဘာဖြစ်လို့ဒီလိုလုပ်တယ်ပေါ့ကျွန်တော်ခွင့်တူရင်မှုအနေနဲ့ခွင့်ပြုရတဲ့နဲ့ဘာဖြစ်လို့လုပ်တယ်ဆိုတော့အဲ့ဒီတော့အားလုံးကငေါင်းရှောင်ကြတယ်နောက်ကြောက်ပြီးတော့ဘာမှပြောလို့မရဘူး10ရက်15ရက်အဲ့လိုရှိတယ်ပစ္စည်းတွေတော့အလုပ်သိခဲ့တယ်ကျွန်တော်တို့မှဟိုမှာဆက်တွေဆက်ရထိုင်ဆက်တွေပေါ့ကျွန်တော်တို့ဝကီတူဘီထိုင်ဆက်တွေပြန်လက်လုံမိုင်းတွေပေါက်ကျိုးတွေတော်တော်များများတင်သွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့တာဝန်ရှိတဲ့လူတွေကအဲ့ဒီကိစ္စပြီးတာနဲ့တာဝန်ရှိတဲ့လူတွေကကျွန်တော်တို့လိုက်ပြီးတော့တကယ်တိုက်မဲ့သူဒီတွန်လိုင်းရေးလို့တကယ်လုံမဲ့ကျွန်တော်တွန်လိုင်းဖခင်တယောက်တော့လိုအပ်တယ်လို့ဘာဖြစ်ပြီးတော့လိုက်ချိတ်ဆက်ပါတယ်အဲ့ဒါနဲ့ဒီဘက်မှာတက်မှမှုဟိုအကွင်းနဲ့ကျွန်တော်တို့ချိတ်ဆက်မိပါတယ်ချိတ်ဆက်မိတဲ့အချိန်မှာချိတ်ဆက်တာလဲတောင်ပေါ်မှာဆိုတာလဲရလည်းမကောင်းဘူးတက်မှမှုနဲ့လဲမကောင်းဘူးဖုန်းဆက်တဲ့အချိန်ဖုန်းမဝင်တာနဲ့ဖုန်းပိတ်ထားတာနဲ့အမေသူရဲ့တဝိုင်းကဟောလာဟာလာတကယ်လားတော့မသိဘူးပြောကြတယ်ကျွန်တော်တို့မျိုးမျိုးတားမယ်ပေါ့ကိုယ်ပြီးဒီကိုယ်ကြီးကအရင်တော့မကောင်းဘူးဘာလုပ်တယ်ညာလုပ်တယ်ကျွန်တော်တို့ပြောပါတယ်ဆိုတော့သူနဲ့တော့မပေါင်းနဲ့သူ့ဖွဲ့စည်းရလဲတရားဝင်ဖွဲ့စည်းမဟုတ်ဘူးအမျိုးမျိုးကျွန်တော်တို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီစစ်အာဏာရှင်တော်လှန်မှုကတကယ်လုံမသားလေးကျွန်တော်တို့ပန်းတယ်ညဆိုးကြမှာဘူးအဲဆိုတကယ်လုံမဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးဖခင်ကိုကျွန်တော်တို့ရအောင်ရှာရမယ်ပေါင်းစုပြအောင်ကျွန်တော်တို့လိုက်ချိတ်ဆက်တယ်ချိတ်ဆက်ပြီးတော့ဒီတက်မာမှုပြီးရဲ့ချိတ်ဆက်ပေးမှုနဲ့ကျွန်တော်တို့ကြီးတဲ့ပုံစံမျိုးဒီဝါတော့ထိကားနဲ့ဝင်လာတယ်လာတော့ဘူလာတော့ဂိမ်းမှာလည်းကြီးတဲ့ပုံစံလိုပဲပေးရတာပဲပတ်စံခွေးဂိမ်းမှာလည်းပေးရတယ်အဲ့လိုပုံစံနဲ့ဘယ်သူမှမေးလို့ရှိရင်ဘယ်လိုပြောလဲဆိုတော့ခွေးတွေစစ်တယ်ဂိမ်းတွေမှာမေးတယ်မေးတော့ကျွန်တော်တို့ထိုက်သွားမယ်ကြီးတဲ့ပုံစံအဲ့လိုတိတ်ကိုလေးလာရပါတယ်ဒီရောက်တော့ကျွန်တော်တို့ကစာဘိုးအပီးဆိုတာနာမည်တလုံးပဲကြောက်တယ်လူလည်းမတွေ့ဘူးစင်ပီပါမလားပေါ့ကျွန်တော်တို့လာတဲ့ချိန်ကျွန်တော်တို့ဒီတွေးပူတာပေါ့ဆိုနေတယ်ဖုန်းနဲ့တော့
ခဏပဲပြောရတယ်ဒီလိုပဲစော့စားပြီးတော့လာရတယ်ကျွန်တော်တို့ဒီရောက်တဲ့အချိန်မှာကျွန်တော်တို့ထင်ထားသလိုမဟုတ်ပဲနဲ့ကျွန်တော်တို့6ယောက်လာတဲ့အချိန်မှာမိသားစုအခုလုံးနုံနဲ့ထွေးနဲ့ကျွန်တော်တို့ကျူဆိုတဲ့ဦးကြီးရဲ့ကျွန်တော်တို့သူ့သားသမီးပုံစံလုံးအဲ့လိုနုံနဲ့ထွေးပဲထားပါတယ်ရဲဘော်တွေနဲ့လည်းတူတူအဲ့လိုထားပါတယ်အဲ့အတွက်လည်းကျွန်တော်တို့ကအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီကျေးဇူးပြီးလို့ရှိရင်ကျွန်တော်တို့ကလက်တွဲနေရလဲကော်တူလေးခုဆိုရင်ကော်တူလေးပေါ့ကျွန်တော်တို့ဆက်လာတော့ဆိုခင်ကျိုးခုဆိုရင်ကော်တူလေးနဲ့လည်းစက်တင်ဘာလ9ရက်နေ့တွင်ကြောက်ရောက်သည့်တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင်ပြည်တိုင်းဒေသကြီးတဝက်ခရိုင်ပြည်သူ့ကော်မတီတပ်ဦးနေဖြင့်စကားစောတက်မဟာနှင့်အတူကရင်လူမျိုးတို့၏ကိုယ်ပိုင်သမိုင်းကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်ဒလိထုံးတမ်းအစဉ်အလာများကိုကာကွယ်စောင့်ရှောက်နေသည့်ကရင်လူမျိုးများ၏အန်တီမတ်ရည်မှန်းချက်ပန်းနိုင်ဖြစ်သောကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိရေးမြန်မာနိုင်ငံတော်တွင်ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးနှင့်ကရင်မျိုးသားခေါင်းဆောင်ကြီးချမှတ်ခဲ့သောတစ်လက်နက်ချစကားအလင်းမပြောရနှစ်ကရင်လက်နက်ကရင်လက်ထဲမှာရှိရမယ်သုံးကရင်ပြည်အတိမတ်ပြုခြင်းပြည်ပြည့်စုံရမယ်လေးကရင်ကကြမှာကရင်ဖန်တီးရမည်ဆိုသည့်မူလေးချက်အတိုင်းဆက်လက်ချီတက်နေစားဖြစ်သည့်အတွက်ကြောင့်ကြီးမန်းချက်များအောင်မြင်ပြီးရောက်ပါစေကြောင်းလေးနဲ့စွာဆက်သားပြုလျက်ဝမ်းမြောက်ကြောင်းတုံ့လာကိုပေးဖို့အပ်ပါသည်ဘ ਹੁ လုံးမှုဆောင်တဝဲခရိုင်ပြည်သူ့ကော်မတီတပ်ဦး DDPDF ကျွန်တော်တို့ဒီနေ့အချိန်မှာဘိုးအခွေးကအမှားစကားပြောပြဖို့မိနစ်လည်းငယ်ပေးတဲ့အတွက်လည်းပို့ပြီးပထမဆုံးကျေးဇူးတင်ပြောချင်ပါတယ်။ရောက်လာတဲ့ညီကိုညီပေါတော်မအားလုံးလည်းကျေးဇူးတင်ပါတယ်။အဲထဲမှာအထူးအနေနဲ့လွန်ခဲ့တဲ့ရက်ပိုင်းနိုင်ငံရမှာဒီရှေ့တန်းစစ်မြေပြင်မှာရိုးရိုးချီချုံတိုက်ပွဲဝင်ခဲ့တဲ့ပေါ်တိုးလေးတက်မဟာနဲ့အတူငွေဦး PDF ရဲဘော်ညီကိုအားလုံးလည်းဒီကနေ့ဦးညွတ်ပေးပြပါတယ်။အားလုံးလည်းဂုဏ်ယူဝါကြပါတယ်လို့ပြောချင်ပါတယ်။ကျွန်တော်တို့ဒီကိုလာတဲ့ဟာကခီးကြတော့မဟုတ်ပါဘူး။ကျွန်တော်ပြန်ပြီးညီးပြောင်းလာတော့မဟုတ်ပါဘူး။ရှေ့မှာလည်းကိုနေဖလားကပြောသွားတာလေတော်တော်လေးပြည့်စုံပါတယ်ကျွန်တော်တို့တော့ပြောမတတ်ပါဘူးဆိုတော့ကျွန်တော်တို့ခီးချမ်းကတော့သူပြောတဲ့အတိုင်းပါပဲတော်တော်ကိုကျန်းတတ်ပါတယ်တော်တော်လေးကျွန်တော်တို့တွေရုပ်ကန်ခဲ့ရပါတယ်ဒီဘိုးဝဲခွေးတို့နဲ့ပေါင်းဖို့ဆိုတာကသူတို့ကလည်းကျွန်တော်တို့ကဘာမှမသိကျွန်တော်တို့လည်းသူတို့ဘာမှမသိပဲနဲ့တော်လန်ရေးဆိုတဲ့စိတ်တစ်ခုနဲ့ပေါင်းတာဖြစ်ပါတယ်ကျွန်တော်ရှင်းရှင်းဝေးဝေးတော့မပြောလို့ပါဘူးဒီနေရာမှာကျွန်တော်ဗိုလ်ချုပ်နာသားများရဲ့စကားကိုပဲကျွန်တော်ယူပြီးတော့ပြန်သုံးပေးပါမယ်ဗိုလ်ချုပ်ကပြောတော့ပါတယ်တော်လန်ရေးမှာသုံးဖို့ပဲလိုတယ်တဲ့တစ်စီလုံးလေးရှိရမယ်တဲ့ကျွန်တော်မစီလုံးကျွန်တော်ဘာမှလုပ်လို့မရပါဘူးနှစ်တတိရှိရမယ်တဲ့စီလုံးပြီးတတိရှိနေသေးကျွန်တော်တို့တွေကအောင်ဝတ်စင်နေပါပဲသုံးတော်လိုင်းရေးမှာနိုင်ငံရေးခံယူချက်ကြိုးစားရမယ်ကြည့်ရှင်းရမယ်တဲ့ဗိုလ်ချုပ်မှားသွားတာပါနောက်ဆုံးဗိုလ်ချုပ်အမေရိကန်မှာပြောသွားတဲ့စကားလုံးတစ်လုံးနဲ့ပဲကျွန်တော်ပြောဒီနေ့ပြောမယ့်ဟာကိုညီကိုချိုးချင်ပါတယ်ဗိုလ်ချုပ်ကပြောသွားပါတယ်လွတ်လပ်မှုဆိုတာအရာအလုံးထက်ပိုရေးကြည့်ပါတယ်တဲ့ဗိုလ်ချုပ်ကတော့အင်္ဂလိပ်လိုပြောသွားတာပါFreedom is more